အားလုံးပဲမင်္ဂလာပါဒီနေ့ညီကိုတို့ကိုတင်ဆက်ပေးချင်တာကကြက်ပေါက်တစ်ကောင်ပြုပြင်ထိန်းသိမ်းခြင်းအကြောင်းအရာကိုတင်ဆက်ပေးချင်ပါတယ်ဗီဒီယိုမတင်ဆက်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်တိုင်းရင်းပတ်တဲ့ဘူးတူတာတွေကိုနေ့စဉ်မဲ့တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို notification လေးယူသွားကြပါအောင်ခင်ဗျာကြက်ပေါက်တစ်ကောင်ဆိုတာအနည်းဆုံး6လသား9လသားရှိရပါမယ်တွန်တန်လဲစတင်ပြီးတွန်လာကကြက်ကြီးစိတ်ဝင်လာပြီးဖြစ်ပါတယ်ဒါဆိုရင်စတင်ပြီး view size ထိန်းသိမ်းပေးရပါမယ်အရေးအကြီးဆုံးကတော့ကြက်မမိမ့်မလိုက်မိစေဖို့ပါမိတ်လိုက်တာကြက်ပေါက်တစ်ကောင်အတွက်ဒူးပြော့ခြင်းနဲ့ခန္ဓာကိုယ်အောက်ပိုင်းဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပါတယ်ညခအိတ်တန်းတင်လဲတတောင့်တသားရှိနိုင်မဲ့နေရာမျိုးနဲ့ချင်းကိုက်မခံရအောင်ကာကွယ်ပေးဖို့ကလည်းအဓိကကြပါတယ်ကျပေါက်တစ်ကောင်ချင်းကိုက်ခံရတဲ့အခါခြေထောက်နာခြင်းအသားမအဖုအကျိတ်အသမာထွက်ခြင်းတောင်ကျိုးပြက်လွယ်ခြင်းယောဂအဝင်လွယ်ခြင်းတွေးအားနည်းရင်မျက်နှာဖြူဝက်ဖြူဖြစ်ခြင်းစတဲ့ဆိုးရွားလာတဲ့အန္တရာယ်တွေမှကာကွယ်ပေးပါတယ်ဒါကြောင့်ညအိတ်ဆက်အနားယူတဲ့အခါတက်တောင့်တက်တာဖြစ်စေမဲ့နေရာမျိုးမှာအုပ်ဆောင်ဒါမှမဟုတ်ခြင်တောင်နဲ့အိတ်ဆက်စီရပါမယ်အစာအာဟာရနဲ့ပတ်သက်ရေးဂူးဆိုင်တဲ့အခါမှာလည်းကြောင်သာခွေးသာတို့အိမ်မှာရှိတဲ့ဆိုရင်အမြဲတမ်းမစားမိဖို့အရေးကြီးပါတယ်ကျက်အစီတက်လာကခွတ်စိတ်ပြောက်တတ်ပါတယ်အစာ၃ချိန်ကျွေးတင်ပြီးမနေ့နေ့လယ်ညအချိန်မှန်ကျွေးပေးသင့်ပါတယ်ဆန်တဲ့စပါးကိုအဓိကကျွေးပေးသင့်ပြီးပဲမျိုးမျိုးအသီးအသားငါးပစုံစတာတွေကိုတော့ဖြည့်ဆွက်စာအနေနဲ့ကျွေးပေးသင့်ပါတယ်နေရာတန်ရှင်းမှုနဲ့တောက်ရည်တန်ရှင်းမှုကအစတည်တည်ချာချာယူဆိုင်ပြုပြင်ထိမ့်သိမ်းပေးဖို့လိုအပ်ပါတယ်။မကြာခဏခုလက်ချခြင်းကိုရှောင်မှာဒီချက်ကတော့နောက်ဆုံးအနေနဲ့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုရင်အစောပိုင်းပြောထားခဲ့တဲ့အရာတွေယူတဆိုင်လှုပ်ဆောင်ခဲ့ပေမဲ့အရွယ်မရောက်သေးတဲ့ချက်တကောင်ကိုမကြာခဏခုလက်ချနိုင်မယ်ဆိုရင်ကျက်ကြီးကအတောင်ပျက်စီးလဲကျက်ဖွံ့ဖြိုးတဲ့တော့မဖွံ့ဖြိုးပဲဝိုင်းတက်ကြရှည်မှာမဟုတ်ပါဘူး။နမသားခွဲမောင်ချီဆွဲဆိုတဲ့စကားအတိုင်းတခြင်းနဲ့ကြချက်မသားခွဲမှစတင်ပြီးခွက်လက်ပြတင်ပါတယ်။ဒါတွေကချက်ပေါက်တကောင်တွေအပြုပြင်ထိန်းသိမ်းခြင်းဖြစ်ပြီးဆောင်ရန်ရှောင်ရန်တွေပဲဖြစ်ပါတယ်။ပြောလွယ်သလောက်တေချာသွားလှုပ်ဆောင်မှုကတော့ခဲရင်လှပါတယ်။ဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ဟိုကျက်လိုလိုဒီကျက်လိုလိုဖြစ်နေမဲ့အစားဒီနီးလန်းတွေကိုတေချာသွားလိုက်နာပြီးလှုပ်ဆောင်မယ်ဆိုရင်တိုင်ဝမ်ထဲမှာကိုယ့်အတွက်အောင်မြင်မှုတွေယူဆောင်ပေးနိုင်မဲ့ဖိုင်တာကောင်းတယောက်ညီကိုတို့အနေနဲ့ပိုင်ဆိုင်နိုင်ပြီဖြစ်ပါကြောင်းစေနာထားကပြောကြားလိုက်ရပါတယ်။အားလုံးပဲကြက်ကန်ကောင်းပြီးကြက်ကောင်းကိုင်းတဲ့ညီကိုများဖြစ်ပါစေလို့ကျွန်တော်ကဆုမကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။